ရှင်းတစ်ခုမှလေအဖွဲ့အစည်းတစ်ခုမှဘယ်အသင်းဖွဲ့မှမဆိုလေအမြင်မတူမှုရှိနေတာကလေကျမ်းမာတဲ့အဖွဲ့အစည်းရဲ့လက္ခဏာကိုပြတာနော်အဲ့တော့တချို့လူတွေကအဲ့လိုမျိုးအမြင်မတူတာကိုမကြိုက်ဘူးအမြင်မတူတာကအဆင်မပြေဘူးဆိုပြီးတော့အဲ့ဒီအပေါ်မှာလက်မခံချင်တဲ့ဟာမျိုးတွေရှိတယ်ဒါပေမဲ့အမြင်မတူတာကကျမ်းမာတဲ့လက္ခဏာကိုပြတာဒါပဲဒီနေရာမှာအရေးကြီးတာတစ်ခုကလေအဲ့ဒီအမြင်မတူတာတွေကိုကောင်းမှုစွာမဖြေရှင်းနိုင်ရင်တော့အဖွဲ့အစည်းပြုတ်ကွဲသွားနိုင်တယ်ဆိုတဲ့ဟာကိုတော့နေလို့ခယူစားရမယ်ပေါ့နော်အမြင်မတူမှုရှိတာကဘယ်အခြေအနေမှာမဆိုဖြစ်နိုင်တယ်ဘယ်အသင်းဖွဲ့မှာမဆိုဖြစ်နိုင်တယ်အမြင်မတူမှုရှိနေတွေ့တော့ငါတို့အဖွဲ့အစည်းကကောင်းတဲ့အကောင်းတဲ့ရလဒ်တစ်ခုကိုဖော်ဆောင်ဖို့အတွက်အမြင်တွေကိုပေါင်းစည်းဖို့အတွက်ရုန်းကန်နေရတဲ့ကာလအကြောင်းလို့ဒါကကျမ်းမာတဲ့အဖွဲ့အစည်းရဲ့လက္ခဏာကိုပြတယ်အဲ့ဒီအရာကိုကောင်းလေးနေလို့မကင်တွယ်နိုင်ရင်တော့အဖွဲ့အစည်းကပြုတ်ကွဲတဲ့အဆင့်ကိုရောက်သွားနိုင်တယ်အကြောင်းလို့ခေါင်းဆောင်တူကပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည်ရှိဖို့ကအင်မတန်အရေးကြီးတယ်အကြောင်းလို့ leadership skill မှာ problem solving ကအရန်အခြေခံကြတယ်ပေါ့